ဆရာမြင့်ခင်ဗျာဟုတ်ခင်ဗျာဒီမြတ်စွာဘုရားကဒီပရိတော်တွေဟာကျွေးရမယ်ဒါမှမဟုတ်ပါဘူးအားလုံးပါပဲပိဋကသုံးပုံအားလုံးဟာကျွေးရမယ်ဟုတ်ခင်ဗျာဘာကြောင့်လဲဆိုရင်ညီဘွားအာနန္ဒာငါဘုရားပရိနိဗ္ဗာန်စံတယ်လို့သင်တို့အားမငယ်ရေးကြနဲ့ဆရာမရှိဘူးဆိုတော့ဓမ္မဝိနည်းဟိုငါတဘုရားဟောကြားခဲ့တယ်အဲ့ဒီဓမ္မဝိနည်းဒီငါဘုရားပရိနိဗ္ဗာန်စံတော်မူတဲ့နောက်ဖျားဖြစ်လာလိမ့်မယ်ရိုးသေးသေးဖျားတင်းပြီးတော့ဓမ္မဝိနည်းပိဋကအဆုံးမတဲ့လိုက်လာကျင့်သုံးကြလို့မိန့်တော်မူခဲ့ပါတယ်ဒါကိုဆက်ကျင်မဲ့တော့ဆရာတော်ကပေတာလွန်မတမမှားပါတယ်အဲ့တော့မြတ်စွာဘုရားကဘုဟုတုတော်ဟောဒီတုဒ္ဒတော်တုဒ္ဒတန်နေစေရောအဲ့ဒီလိုပဲအာရိကလျာဏမိသေးကလျာဏပရိသောဏကလျာဏတထံတပြည့်နာကေဝလပရိပုံနာပရိသုဒ္ဓံယမစရိယံအပိဝရန္တိဒါရွရဖတ်ကြလို့မြတ်စွာဘုရားဟောပါတယ်ဒါဘုဒ္ဓရှိတဲ့ပုဂ္ဂိုလ်မှလည်းညာရွလို့ရတာပါနော်ဟုတ်ကဲ့ခင်ဗျာဒါသင်ထားမှရွလို့ရတာပါဆိုသင်တဲ့ပုဂ္ဂိုလ်ဒီပိဋကဝန်ဆောင်လို့ခေါ်ပါတယ်တပုတ်သင်နှစ်ပုတ်သင်ရွလို့ရတယ်တပုတ်သင်လဲတပုတ်ကိုယ့်ရဲ့တဏ္ဍာနဲ့မှာဖျားရှိတယ်ကိုယ့်ရဲ့ကောင်းပါဘူးဖျားရှိတယ်လို့တရားတရားနဲ့ယုံကြည်လိုက်ပါအဲ့တော့ကိုရလို့ရှိရင်ရတဲ့ပြိဋ္ဌော်ပေါ့နော်ဟုတ်ကဲ့ဗျာရတဲ့ပဋ္ဌာန်းရတဲ့ဒီပြင်တုတ်တာဒါတွေကိုဒါနှုတ်တဲ့အာဂုံဆောင်းထားရမယ်တဲ့နှုတ်တဲ့ဆောင်းထားရအောင်ဆောင်းရမယ်ဟုတ်ကဲ့ရမှလည်းရွလို့ရမှာနော်မရရင်လည်းကြည့်ရွအောင်ရှိလို့တာပေါ့လေဒါဟုတ်ကဲ့ဗျာဝဇ္ဇတာပရိသိတာရွဖတ်ရမယ်ကိုရထားတဲ့လေးကိုရွဖတ်ရမယ်တရေသေးရမယ်တဲ့ဟုတ်ရွဖတ်တရေသေးရမယ်မြတ်စွာဘုရားမိန့်တော်မူတယ်နော်ဟုတ်ကဲ့ဗျာအဲ့တော့ရွဖတ်တရေသေးတဲ့အခါမှာစိတ်ကဘယ်လိုထားရမလဲဒါမနတနုပိခိကနာနှုတ်ကယွန်းနေတော့မဟုတ်ဘူးပေါ့လေအနဲ့လေးဒေဘရီကိုလည်းနားလေအောင်ဒီကြိုးစားပြီးတော့ဒါသင်ယူထားရမှာသိပြီးတော့စိတ်ထဲနဲ့ဝေဖန်နေရမှာဩငါအခုယူနေတဲ့တရားတော်ဒီခန္ဓာတို့တရားတော်ဒီနော်နတ်ရဲ့ဒါမန္တန်နဲ့တူတယ်ဘုရားမန္တန်ဖြစ်တယ်မွေကိန္ဒန်တို့ရဲ့အစိတ်တွေကိုပြည်စင်နေအစိတ်အားလုံးကိုလည်းပြည်စင်နေဥရုပက္ခအစရှိတဲ့ငကားမင်းကြီးတွေကိုမေတ္တာပို့တာလည်းဖြစ်တယ်ဒီအဘာရကအန္တာဒီမေတ္တာစတဲ့အရှင်မရှိတဲ့သရဝါတွေအရှင်လေးချောင်းကြီးတဲ့သရဝါတွေအခြေလေးချောင်းကြီးတဲ့သရဝါတွေအရှင်များတဲ့သရဝါတွေကိုလည်းမေတ္တာပို့ရရောက်တယ်သူတို့ကလည်းငါ့ကိုမနှိမ့်ဆက်ရပါစေနဲ့ဒီလိုအဋ္ဌာပြုတယ်နော်အဲ့ဒီလိုပြီးတော့နမောတတ္တနာသမ္မာသမ္ဗုဒ္ဓနာအဆုံးကြတော့လေဒီဘုရားရှိခိုးတယ်ဒီဟာတွေအကျိုးတရားတွေအများကြီးရတယ်ဘုရားရှိခိုးမယ်ဆိုရင်တော့အဘိဝါဒအတိလိတနေသံဝဒပဇာယိနောသတ္တရောဓမ္မဝဒာနိအာယုဝနောဒုက္ခမလားဒီလိုအကျိုးကျေးဇူးတွေရနိုင်တယ်နော်အဲ့ဒီလိုကျိုးဖတ်တရေမယ်ဆိုလို့ရှိရင်တော့ဒါစိတ်ကလည်းဒါသင်ကျင်ရမှာပေါ့အကျိုးတရားများတယ်လို့သင်ကျင်ရမှာနော်သင်ကျင်တဲ့ကမြတ်စွာဘုရားကကိုယ်တော်ကထားခဲ့တဲ့ဖျားရှင်ပါပဲဒီဟာပရိယတိပါလေဖျားပဲဟုတ်ပရိယတိဓမ္မသင်္ခါရံဗုဒ္ဓယရဏပဏိတံပရိယတိဓမ္မဟုဆိုတော့ပရိတရားတော်ဒီဗုဒ္ဓယရဏမြတ်စွာဘုရားယရဏဖြစ်ပါလေယရဏတို့အဖို့မှာလာပါတယ်ဒါကိုဒီဟာကိုတော့ဒီဆက်ရှင်မန်တော့သုတ္တန်ဆရာတော်ကသိဟမတူဘူးဖရာရဲ့တို့ဒီမေတ္တာတို့ခန္ဓာတို့ဒီပရိတရားတွေကဖရာကိုသာထားခဲ့တဲ့ဓမ္မယရဏဖရာယရဏဗုဒ္ဓယရဏပဏိတံဒါကိုသိဟမတူအဲ့ဒါကြောင့်သူကပြစ်ပယ်တဲ့အတွက်ဒါအတော်မှားသွားတာပါအဲ့တော့ဒီလိုဒီဟာတွေကတော်တော်အကျိုးများတယ်လို့ကြံစည်ပြီးတော့အကြောင်းအကျိုးအကောင်းဆုံးဝေဖန်သုံးသပ်လည်းမယ်ကိုရွတ်နေတဲ့ဟောဒီခန္ဓာတို့ပရိတရားတို့ဒီဒါအကြောင်းအကျိုးအရာဒါမေတ္တာတရားတွေပွားများတဲ့တရားတော်ပါလားသူ့ကိုလည်းမေတ္တာပို့ရတယ်သူတို့ရဲ့မေတ္တာကိုလည်းကိုယ်ကခံယူလို့တယ်ဒိဋ္ဌံပြုတယ်ဘုရားကိုလည်းအောင်ပြောတယ်ပြီးတော့လက်ကဒီဟာကိုကြည့်ပြီးတော့လက္ခဏာကြီးသုံးပါးတင်လိုက်တဲ့အခါမှာအသင်္ကရတနိဗ္ဗာန်မြတ်ကြီးကိုငါရနိုင်ပါလားလို့နိဗ္ဗာန်ကိုရည်မှန်းပြီးရွတ်လို့လည်းရတယ်အဲ့လိုလည်းရွတ်ရတာပဲဟုတ်မေတ္တာတို့ရွတ်မယ်ဆိုရင်နိဗ္ဗာန်ရည်မှန်းရွတ်ရတာလေဟုတ်ကဲ့ဗျာဘာလို့ဆိုရင်ယန္တတန္တံပရံအပိတမေသာဟုတ်ပါတယ်မို့လားဟုတ်ပါတယ်ဗျာယတန်နုဘာတော်ယေခဏေဝတတိနိဗေဒနံယမိဇောနုဥဒတော်ရတ္တိနိဝမနတ္တောဒုက္ခတုပ္ပိတောတော်သောဘာငနဝတ္တိဧဝမာရိကုဏုပေလံပရိဒ္ဒံဓမ္မနာမဟိ
ဘာကြောင့်ဒီပရိတရားကိုယူတင်တာလဲကရဏီယမတ္တကုသလေနာယန္တတန္တံဗရံပိသမေသာနော်ယန္တတန္တနိဗ္ဗာန်ကိုအာယုံပြု၍မေတ္တာတို့ယူလို့ရင်နိဗ္ဗာန်အောင်ပြု၍ရတာကရဏီယမတ္တကုသလေနာအထကုသလအကြောင်းအကျိုးအကောင်းဆုံးလိမ္မာရမယ်ဟုတ်ပေး၍အကြောင်းအကျိုးအကောင်းဆုံးလိမ္မာရမယ်နော်ပြီးတော့ဒိဋ္ဌိယပရိသုပ္ပတိဝိဒာအကြောင်းအကျိုးအကောင်းဆုံးကိုနားလည်ပြီးတော့လက္ခဏာတွေသုံးပါးတင်ပြီးတော့လေဒါသုံးသပ်ရမယ်နိဗ္ဗာန်ကိုအောင်ပြုရမယ်အဲ့လိုယူရတာပါဖះကုံတော်တရားကုံတော်တန်ခါကုံတော်တွေရွတ်လို့ရှိရင်လေဒါနိဗ္ဗာန်ကိုအာယုံပြုရတာနိဗ္ဗာန်ကိုအာယုံပြုရတာပဲလေယန္တတန္တံဗရံသမိသဟုတ်ကဲ့ဗျာနိဗ္ဗာန်အောင်ပြုရတာဖះအောင်ပြုတာလေဟုတ်ကဲ့ဗျာမြတ်စွာဘုရားဟောတော်မူတဲ့တရားဂုဏ်တော်ကိုးပါးနဲ့မြတ်စွာဘုရားတပညုရညာတော်ပြည့်စုံလို့ဟောနိုင်တာဟုတ်ကဲ့ဗျာဒီတရားတွေကဂုဏ်တော်6ပါးရှိတယ်ကောင်းဒီတွက်ခါတော့ကောင်းစွာဟောထားတဲ့တရားတွေတန်လေးတိကဒါလက်တွေ့မြင်နိုင်တယ်နော်အဂါလေးကလည်းငင်အကျိုးပေးနိုင်တယ်စတဲ့တရားတွေဖြစ်တယ်တရားတွေကိုဒီသက်ရှင်မြန်တော်ရသုဒ္ဓံတူတင်ဆရာတော်ကနားမလည်လို့မို့ဒီပရိတ်တွေကိုမရွတ်သင့်ဘူးလို့ပြောတာပါဂါထာတွေအကုန်လုံးမရွတ်သင့်ဘူးဖြစ်သွားတော့ပေါ့ဗျာအတူတူဖြစ်သွားတာပရိတ်ဒီမြတ်စွာဘုရားရဲ့နှုတ်ကပတ်တော်အားလုံးဟာပရိတ်အယန္တကြီးတယ်ဟုတ်ကဲ့ဗျာဒါဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိရွတ်ဆိုလိုက်လို့မို့ဘလူအစားမခံရဘူးလေရာဇယုတ်ကြီးမှာဟုတ်ပြီတဘုဒ္ဓဂါထာတွေ EGB တော့ဂါထာတို့ဒါတွေကဒီအဲ့ဒီလိုအကျိုးရှိပါတယ်ကျွန်တော်ဒီရွတ်လာတယ်နော်ရွတ်တဲ့ကမှာကျွန်တော်ကဒီသဒ္ဒနာဘောင်မှာမပြောတော့အသက်20မှာကျွန်တော်လူထွက်လိုက်တယ်ရဟန်းဖြစ်အောင်ပါပဲနော်လူထွက်လိုက်တဲ့ခါကျတော့ဒါဒီဟာခဏတော့ကတော့ကျွန်တော်ဒါအမြဲမပြတ်ဒါတတိထားပြီးတော့ဆရာရဲ့အဆုံးအမအတိုင်းပေါ့လေဒါရွတ်တယ်ပေါ့နော်ခဏတော့မဟုတ်တော့ဘူးအဲ့ဆက်တဲ့တုံးလုံးကျွန်တော်ရွတ်ပါတယ်ဒါပေမဲ့အဓိကကတော့ခဏတော့ကိုကျွန်တော်စိတ်ထက်ကစွဲနေတာလေဘောင်းဆိုပြဝါဒနာထုံးနေတာဆိုအဲ့ဒါကိုရွတ်တယ်ပြီးတော့ကျွန်တော်ဒီနေ့ကျတော့အသက်30တနှစ်အရွယ်ပေါ့ဗျာနော်30တနှစ်အရွယ်ကျွန်တော်မရပါပဲကျွန်တော်ဒီတော့တဲ့သွားပြီးတော့နွေရသည်နွေရလဲခေါင်းဒါပေါက်တော့မှာငါပဲခင်းတွေကနောက်ကြပြီရဲရတော့မလားမသိဘူးဆိုကလပဲခင်းကိုကျွန်တော်တွားကြည့်တယ်နော်ဟုတ်တွားကြည့်တော့ကလပဲကလည်းမှဲ့နေပါအားလုံးမဲ့တော့ကျွန်တော်ကလပဲခင်းရဲ့အလေကောင်မှာပဲရလဲအတော်ကောင်းပါလေတော့ပဲခင်းရဲ့အလေကောင်မှာခေါင်းဝပင်လေးရှိတယ်နော်ခေါင်းဝပင်လို့အဲ့ဒီခေါင်းဝပင်လေးအောက်မှာအဲ့ဒီအောက်မှာပဲဆိုင်တယ်ဘာညာဆိုရင်အဲ့ဒီအပင်အောက်မှာနားကြတာပဲပဲခင်းပေါင်းထိုးတယ်ဆိုလဲအဲ့ဒီခေါင်းဝပင်အောက်မှာအားလုံးနားကြတာနော်ကျွန်တော်ရဲ့ဒါလုံသမားတွေပါနေအဲ့လိုသူနားကြပေါင်းထိုးကြတယ်အဲ့ဒီချိန်ကမှလဲကပဲရတော့မှဲ့ပြီနော်2ရက်3ရက်လောက်နေငါရိတ်မယ်ဒီလိုသုံးပြတာပေါ့သုံးပြပြီးတော့အဲ့ဒီခေါင်းမင်းလေးကိုကျွန်တော်တွားနားတာကျွန်တော်ကလည်းဒီဘယ်လိုပြောရမလဲဆိုရင်အဲ့ဒီခေါင်းမင်းအောက်ကလည်းပြောင်းနေတာနော်ဟုတ်ပြောင်းနေတော့ဒါပေမဲ့ပတ်ကြားခွဲတွေပါစီနွေစပေါက်လာပြီဆိုတော့ရှိတာပေါ့လေအဲ့ဒါကိုကျွန်တော်ကခေါင်းမင်းကိုရှောက်ကြည့်ပေါ့အမော်ဒီရှောက်ကြည့်ဘေးတွေရှောက်ကြည့်ဒါဒီအခင်းနေတဲ့ရှောက်ကြည့်တာပေါ့လူတွေဘယ်လိုမှမတွေ့ရဘူးအဲ့ဒါခေါင်းဝင်အောက်မှာကျွန်တော်ဘယ်လိုပြောမလို့လဲဒီမတ်တရရနေအောက်ထိုင်လိုက်တယ်ထိုင်ပြီးတော့ကျွန်တော်ဒီလိုလက်ကလေးကိုထောက်လိုက်တာပေါ့နော်ထောက်ပြီးတော့မျက်နှာတွေလို့လိုက်တော့ဟာဗျာကျွန်တော်အဲ့လိုဖြစ်သွားတာဘာလဲဆိုရင်မဘိုးရဲ့အောက်အတုပ်ကြီးအခွေကြီးရဲ့အဲ့လိုအခွေကြီးအဲ့ဒီပုံပေါ်အပုံပေါ်မှာခေါင်းလေးတင်းနေတာအခွေပေါ်မှာကျွန်တော်အဲ့လိုဖြစ်တဲ့ခါကျတော့ဟာရဘယ်လိုဖြစ်သွားပါလဲပေါ့အဲ့ဒါနဲ့ကျွန်တော်ဘယ်လိုဖြစ်လဲကျွန်တော်မလှုပ်ဝန့်တော့ဘူးအစိတ်အလွန်ပြင်းတဲ့အကောင်ကြီးကကျွန်တော်ရဲ့မျက်နှာအောက်ကိုရောက်နေပြီအဲ့တော့ဒီမျက်နှာလေစောစောပိုင်းတော့ဒါစဉ်းစားတာကြည့်ပြီးတော့လူချရင်တော့အဲ့တော့မျက်နှာကြည့်ရင်မကျဟာငိုကြီးကွာကျွန်တော်မလှုပ်ဝန့်အဲ့ကျဘယ်လိုလုပ်ရလဲဆိုရင်ငိုကြီးကလည်းဒါအခွေမဖြီဘူးပေါ့လေအဲ့ဒါလည်းမထီအောင်တယ်မယ်ပဲဟုတ်မွေးခွေကြီးနဲ့ဆိုရင်ဒီလိုလုံးနေတာဆိုရင်လက်သုံးလုံးတော့ခွာမှာပေါ့နော်အဲ့လောက်ပဲရှိတော့တာအဲ့ဒီရားထဲမှာအဲ့ကြကျွန်တော်ဘယ်လိုဖြစ်တယ်စိတ်ကိုတင်းလိုက်တာပေါ့နော်စိတ်ကိုတင်းလိုက်တော့ကျွန်တော်တောင်းလိုက်တယ်တောင်းလိုက်တဲ့ခါမှာတောင်းပြီးနောက်ပိုင်းကျတော့ဟိုဘက်ကိုလှိမ့်ချရတော့တာကျွန်တော်လည်းလှိမ့်ချလိုက်တော့ငွေရက်ခါတဲ့အခွေဖြီးပြီးတော့ပြေးနေတာပြေးထွက်ပြီးတော့ပကြတဲ့ဝင်သွားတာအဲ့ဒါဟာငါပရိတ်တော်ရဲ့အစွန်မဲ့လို့ကျွန်တော်ယုံကြည်ပါတယ်ငွေရက်လေကျွန်တော်ကလည်းသူ့ဒုက္ခပေးမယ်ထင်နေမှာသူလည်းအသင်ဖြစ်နေတာကျွန်တော်ကလည်းကျွန်တော်ဒုက္ခပေးမယ်ထင်နေတာကျွန်တော်အဲ့ဒါကြောင့်လှိမ့်ချရတော့ဒါဟာပရိတ်တော်ရဲ့ရုပ်ဖတ်ရင်အကျိုးလို့ကျွန်တော်အတိပေးကြပါတယ်ဘုရားဘာသာမြန်မာသူများဒါကြောင့်ပေးတရားတွေကိုရုပ်ဖတ်ကြပါရုပ်ဖတ်ရင်အန္တရာယ်ကင်းနိုင်ပါလေဆိုတာဘုရားတရားကိုယုံကြည်နေရွကြပါလို့တိုက်တွန်းပါတယ်